အဲ့တော့အခုငါဘာလုပ်ပေးရမှာလဲမိမလေး ရှင်အခုတော့ဒီလိုစကားမျိုးပြောပြီးပေါ့လေ မိမရာမင်းကအရာရာအလုံးမကျဖြစ်နေရပါ အဲ့တော့ရှင်အမားနဲ့ကျမအပြစ်ပေါ်ဟလား ဟုတ်ဒီကိစ္စကမင်းအပြစ်လို့လည်းပြောတာပေါ့ငါအမားလို့လည်းပြောလို့မရဘူးကွာမိမရာအရာရာမင်းအမေပြဿနာရှာနေတာဟာလာ ဟဲ့ဒီမှာလေးတော့ဘာတွေဖြစ်နေကြလဲဘေးအိမ်နေကြောက်လို့မှမကောင်းပါ ကိုကြီးပြောသလိုပဲလူချလို့မှမကောင်းပါဘူးကိုကြီးရဲ့ကိုကြီးရောက်ဖမကောင်းတာ ဟာမင်းမကောင်းတာဟဲ့မင်းငါညီမကိုယူပြီးတော့မင်းဘာရှောက်လို့လဲဟုတ်ကဲ့လားဟမ်မင်းလောက်ကစားနေရှောက်လို့လားဟဲ့ကိုကြီးကတော့ဒီကုန်းမပုတ်ပါဘူးဟမ်ညီမလေးဒီကုန်းမမဟုတ်ဘူးတဲ့ဘာလဲဒီကောင်ညီမလေးရရှင်းအောင်ပြောမှာပေါ့တေချာပြောမှရှင်းမေးလို့ရမှာလေဘာဖြစ်တာလဲပြောစမ်း ကိုကြီးကကိုကြီးကိုတေချာရှင်းအောင်ဒီမလေးကကိုအကိုဘလို့ရှင်းပြမရှင်းပြမ ဟာဘယ်လိုရှင်းပြမလဲနားလည်အောင်ရှင်းပြလေ အော်ပြောတော့ကိုကြီး ဟာစို့ပါရမင်းငါညီမယူကြပြီညှက်လိုက်တာကွာငါအခုမှသဘောပေါက်တယ်ကိုကြီးอ่ะကျွန်တော်ဘာအပြစ်မှမလုပ်ထားပါဘူးကိုကြီးကိုကြီးပေးနိုင်ရင်ကိုကြီးပေးပါလားဗျာ ရပါစေမ အာဖြစ်ရှိပြီလား ကြားရဟိုင်းနဲ့နာမည်နဲ့နေတော်တော်စွမ်းနေအိမ်မလာ လာပါပြီရောက်ကြလာပါပြီ လာ တော်ပဲအော် ဟိုဖြည်းဖြည်းဖြည်း လို့ပြောနေပါပဲဒီလိုဆော့ကြပါလားလို့အဲ့ပါလေးနော်အဲ့လိုဆော့ကြပါလားလို့ဘယ်သွားမလို့လဲတပည့်ရဲ့ဒီမှာနေပါနော် ကိုကြီး ဟာတိတ်တိုင်းဘယ်တော့မှကိုကြီးအဲ့ဒီမို့ဟာဒီမို့
မလေးတို့နှစ်ယောက်ကဟန်နီမွန်းတော့ညီမလေးတို့မွေးထားတဲ့ဒီကလေး၃ယောက်ကိုဘယ်သူမှထိမှာတော့ဟမ် ကိုကြီးကလည်းအဲ့ဒါကိုကြီးပဲကိုကြီးရောက်ပါအောင်မြောက်ပေးလို့လေအဲ့လေထွက်လာမဟုတ်လားကိုကြီးပဲထိလိုက်ဖို့လို့ အောင်မငါအမြန်ဖြောက်ပေးရတယ်ရှိသေးတယ်ယောက်ကမင်းကငါကူညီတာလေကွာမင်းခုမှငါ့ကိုကျေးဇူးကမ်းတာ ဂျေဆုကနာမဟုတ်ပါဘူးကိုကြီးကျွန်တော်မှာဂျိုင်းစတော့ပြတ်သွားလို့နည်းနည်းတော့ညပါအောင် ဘာ ဟိုမှာတော့ရဒီမှာတပိုက်ကိုစက်တက်ပြက်တယ် အိမ်တော်ရေးဒုက္ခပြည့်စုံကိုကြားရိုင်းကိုတောက်ကြစို့ ကြားရိုင်းမှာအကောက်ပုံစံနဲ့အမုတ်ပုံစံဆိုပြီးနှစ်မျိုးရှိပါတယ် ကြားရိုင်းဘယ်လောက်စွမ်းလဲကျွန်တော်ရောက်ပါတက်တည်နေတယ် ကြားရိုင်း